မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာလက်ရှိချိန်တည်ရှိနေပြီးကုမ္ပဏီတက်တန်းဘလောက်ကြာတယ်ဆိုတာကိုအများဆုံးတွေ့ဖူးပါတယ်လေကမ္ဘာပေါ်မှာတက်တန်းအကြာဆုံးကုမ္ပဏီကဘယ်ကုမ္ပဏီလဲဆိုတာကိုသင်သိပါသလားစက္ကန့်60ဘူးသလားတကူရဖို့အတွက်စက္ကန့်60ပဲလိုပါတယ်ကမ္ဘာတက်တန်းရင်ဆုံးကုမ္ပဏီလက်ရှိချိန်ထိကမ္ဘာတက်တန်းအကြာဆုံးကုမ္ပဏီရဲ့နာမည်ကတော့ကွန်ကိုဂူမီလို့ခေါ်ပြီးကုမ္ပဏီတက်တန်းအဖြစ်နှစ်ပေါင်း1400ကျော်တောင်ရှိနေပါပြီဒီကုမ္ပဏီကို AD 988ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။သူတို့ကဘာလုပ်တာလဲဆိုတော့ဖျားเจ้าတွေနဲ့ရိုးရာအဆောက်အုံတွေကိုဆက်လုပ်တာဖြစ်ပါတယ်။ဒီကုမ္ပဏီကိုမျိုးဆက်40ကျော်မိသားစုတစ်ခုတည်းရပဲစက်တိုက်ဦးစီးဦးဆောင်လုပ်ခဲ့ကြတာဖြစ်ပါတယ်။နှစ်ပေါင်း1400ကျော်တိုင်အောင်ရက်တည်ခဲ့တဲ့ကုမ္ပဏီရဲ့လှုပ်ဝက်ချက်တွေကိုပြည့်ပြည့်စုံစုံဖော်ပြဖို့အတွက်ကျွန်တော်ရဲ့5 minute fact check အစီအစဉ်မှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်